မျိုးသမီးဟာသူမရဲ့ဖုန်းကိုအေးဆေးတည်ငြိမ်စွာထုတ်လိုက်ပြီးအချမ်းသာဆုံးလုပ်ငန်းစုရဲ့ COC ကိုတိုက်ရိုက်ဖုန်းခေါ်ဆိုကစပီကာဖွင့်လိုက်ပါတယ်တုံ့ပြန်မှုဟန်ဆောင်နေတာလို့ထင်ပြီးကိုမိန်းကလေးနဲ့လူမိုက်အုပ်စုကလောင်ရဲကြပါတယ်မမျော်လင့်တဲ့အလှည့်အပြောင်းဒါပေမဲ့ဖုန်းတစ်ဖက်ကနေကြောက်တူးတုန်နေတဲ့အတန်နဲ့ဟုတ်ကဲ့ပါဥက္ကဋ္ဌကြီးဘာများအမေးရှိမလဲခမားလို့ချက်ချင်းထူလိုက်ပါတယ်အမိန်ပေးခြင်းသူမကအေးဆက်ဆက်အတန်နဲ့ပဲအာနာအလွဲသုံးစားလုပ်တဲ့ခွဲရုံးမန်နေဂျာကိုအခုချက်ချင်းအလုပ်ဖြုတ်လိုက်ဒီဖြတ်သိမ်းရေး project နဲ့ပတ်သက်တဲ့ပိုင်ဆိုင်မှုအားလုံးကိုပိတ်သိမ်း freeze လိုက်ပြီးတော့ငါတငယ်ချင်းအိမ်ကိုကျူးကျော်နေတဲ့လူမိုက်တွေကိုဖမ်းဖို့လုံခြုံရေးတွေအခုချက်ချင်းလွှတ်လိုက်လို့အမိန်ပေးလိုက်ပါတယ်။2မိနစ်တောင်မပြည့်ခင်မှာပဲလူမိုက်ကောင်းဆောင်ရဲ့ဖုန်းမြည်လာပါတယ်။သူ့ထက်လူကြီးကနေပြီးတော့ဥက္ကဋ္ဌကြီးကိုသွားစော်ကားမိလို့သူတို့အားလုံးဘဝပြက်ပြီးဆိုပြီးအော်ဟစ်ဆဲဆိုပါတော့တယ်။လူမိုက်တွေလည်းချက်ချင်းပဲလက်နက်တွေချဒူးထောက်ပြီးအတနာခံတောင်းပန်ကြပါတော့တယ်လူမိုက်တွေကိုရှင်းလင်းပြီးနောက်အကြည့်တွေအားလုံးကအောက်ခြေလွတ်နေတဲ့မိန်းကလေးနဲ့စွန့်အောနေတဲ့မိသားစုစီရောက်သွားပါတယ်အဆက်ခွဲခြင်းအမျိုးသမီးကစီးပွားရေးပွဲတွေမှာမမြင်ဘူးလို့ပြောခဲ့တဲ့မိန်းကလေးဘက်လှည့်ပြီးနေငါကိုစီးပွားရေးပွဲတွေမှာမမြင်ဘူးတာမဆန်းပါဘူးဘာလို့လဲဆိုတော့ငါထိုင်တဲ့အခန်းထဲဝင်ဖို့နှစ်မှာအရေးချင်း security clearance မှမရှိတာပြီးတော့နေ့ရဲ့မန်နေဂျာယာရုကလည်းအခုကစပြီးအလုပ်ပြုတ်သွားပြီလို့ပြောလိုက်ပါတယ်ချက်လက်မှတ်ထို့နောက်ထိုမိန်းကလေးစောစောကထုတ်ပြခဲ့တဲ့ဒေါ်လာ9000တန်ချက်လက်မှတ်ကိုတစ်ချက်ကြည့်ပြီးအမျိုးသားရဲ့အမေထံကိုအမဲရောင်ကတ် black card တကက်ကမ်းပေးလိုက်ပါတယ်ဒါကတော့အိမ်အစ်စ်ဝယ်ဖို့ဒေါ်လာ9တန်းပါအမေသားရဲ့တကယ်ကြီးစားစီကငွေနေလက်ဆောင်လို့ပဲသဘောထားပေးပါလို့ပြောလိုက်ပါတယ်ငွေမက်တဲ့မိန်းကလေးဟာလုပ်ငန်းစုကြီးရဲ့အစ်စ်မှန်ပိုင်ရှင်ရှေ့မှာလာပြီးဆရာကြီးလုံးမိမှန်းတည်သွားတဲ့အခါအလုတ်လဲပြုတ်အဆက်လဲကွဲပြီးချက်ချင်းပဲထွက်ပြေးသွားပါတော့တယ်ပျော်ရွှင်စရာစသိမ်းပိုင်း The Happy Ending အမျိုးသားနဲ့သူ့အမေဟာစွန့်ကြံခဲ့ပါတယ်အမျိုးသားကသူမကိုကြည့်ပြီးမင်းကတကယ်ပဲအချမ်းသာဆုံးဘီလီယံနာလားဒါဆိုဘာလို့လမ်းဘေးမှာသူတောင်းစားရောင်ဆောင်နေတာလဲလို့မေးပါတယ်အမျိုးသမီးကချမ်းသာတဲ့ပုံစံကနေနူးညံ့တဲ့အပြုံးလေးနဲ့ကျမကငွေထက်လူကိုတန်ဖိုးထားတဲ့သူကိုရှာနေတာပါရှင်ဘာမှမရှိတဲ့အချိန်မှာတော့ရှင်ရဲ့နောက်ဆုံးကျန်တဲ့ဒေါ်လာ100ကိုကျမကိုပေးခဲ့တယ်။အခုတော့ရှင်ကိုအရာအလုံးပြန်ပေးခြင်းပါတယ်လို့ပြောလိုက်ပါတယ်။အမေဖြစ်သူကလည်းသူ့သားရွှေတွင်းတူးမဲ့မိန်းကလေးလက်ထဲကလွတ်သွားလို့ဒီဆက်ဆံရေးကိုဝမ်းသာအားရသဘောတူလိုက်ပြီးအမျိုးသားနဲ့ဘီလီယံနာမလေးတို့ဟာတကယ့်မင်္ဂလာပွဲအတွက်ပျော်ရွှင်စွာထွက်ခွာသွားကြပါတော့တယ်။